hello hello ပစ္စည်းလက်ကျန်လေးတွေရှိတယ်နော်ပစ္စည်းလက်ကျန်လေးတွေဈေးလျှော့ပြီးတော့ရောင်းပေးမယ်နော်တစ်လုံးကိုcustomer 2000ပြန်လျှော့ပေးမယ်နော်တစ်လုံးကို customer 2000ပြန်လျှော့ပေးမယ်ဒီကောင်လေးတွေဆိုရင် Redmi 5C tablet လေးတွေနော်ဒီကောင်လေး 8.7 ဒီကောင်လေးဆိုရင်9သိန်းကျော်ပဲရှိမှာနော်9သိန်းကျော်ပဲရှိမှာကျွန်တော်ဈေးကတော့အတိအကျမပြောတော့ဘူးဘာလို့ဆိုတော့ဈေးကတရက်နဲ့ဈေးကမတူလို့လေနော်တက်တဲ့ခါလည်းရှိတယ်လို့ကြားတဲ့ခါလည်းရှိတယ်အခုကတော့ဈေးတွေတက်တိုင်းလို့တော့တိတ်မရှိတော့ပါဘူးနော်ငကူဈေးမရဘူးဆိုပေမဲ့အခုကတော့ဈေးတွေကတော့ငြိမ်သွားပါပြီဒါပေမဲ့ဖုံးဆက်ပြီးတော့လည်းမေးလို့ရတယ်လေနော်ဆိုင်ကလာရောက်ရွေးချယ်ဝယ်လို့လည်းရတယ်ဖုံးဆက်ပြီးတော့လည်းမေးလို့ရတယ်ဆိုင်လိပ်စာ58လမ်း123မှာရှိတယ်ပို့ပြီးတော့နော်ဖုံးဆက်ပြီးတော့မေးမယ်ဆိုရင်လည်းကျွန်တော်ဖုန်းနံပါတ်လေးထည့်ပေးထားတယ်နော်အဲ့ဒါလေးကိုဖုန်းဆက်ပြီးမေးလို့ရပါတယ်နော်ကျွန်တော်ဖုန်းလေးတွေအကြမ်းမြင့်ကျွန်တော်ဈေးလေးတွေပြောပေးမယ်ရနိုင်တဲ့ပစ္စည်းလေးတွေပြောပေးမယ်ဒီကောင်လေးဆိုရင် Redmi A5 နော်ဒီကောင်လေးဆို RAM 412GB ဒီကောင်လေးက5သိန်းကျော်နော်5သိန်းကိုတော်တော်ကျော်တယ်5သိန်းကျော်ရှိမယ်ဒီကောင်လေးဆို Redmi A5 နော် RAM 412GB ဒီကောင်ထိုင်းကလို့ပဲနော်ဒီကောင်လေးဆိုရင် Redmi Note 30 Pro ဒီကောင်လေးဆိုရင်တော့10သိန်းစွန်းရှိမယ်ဗျနော်Note 30 Pro 125 စနစ်ပါ Note 30 Pro ပါဗျနော်နောက်ပြီးလို့ရှိရင်ဒီမှာ Redmi 40C တွေဒီကောင်လေးဆိုရင်လည်း5သိန်းစွန်းပဲရှိမှာနော်5သိန်းစွန်းရှိမယ် RAM 464ဘူးအပားနဲ့နော်ဒီကောင်လေးတွေကျွန်တော်အာသင်ကောင်းလက်ဆောင်ကျွန်တော်တက်ထည့်ပေးမယ်နောက်ပြီးလို့ရှိရင်တခြား model တွေလည်းရှိတယ်နော် Redmi Note 15တို့ Note 13 5G တို့ Note 13 Pro တို့အဲ့လိုမျိုးပေါ့ဗျာစားပဲနော်အားလေးတွေကတော့ကျွန်တော်ပစ္စည်းလက်ကျန်လေးတွေရှိတာပါလို့နော်ဒီပစ္စည်းလက်ကျန်လေးတွေကိုကျွန်တော်တစ်လုံးကို customer 2000 short ပေးပါမယ်လို့နော်လက်ဆောင်လေးကျွန်တော်စီစဉ်ထားပါတယ်လက်ဆောင်လေးလည်းထည့်ပေးပါမယ်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ lucky တော့လက်ရမယ်ဒါလေး lucky တော့လက်ရမယ်နော်တစ်လုံးကို2000 short ပေးတဲ့အပြင်ကိုနော်ဒီဗလာမပါကန်ဆန်းမဲ့ lucky တော့လည်းလှည့်ရမယ်ဗျာနော် lucky တော့ထဲမှာပေါက်တဲ့ဟာပေါ့နော်ဒီကောင်လေးပေါက်တဲ့ဟာကိုကျွန်တော်လက်ဆောင်ထပ်ပြီးတော့ထည့်ပေးပါမယ်ဖုန်းတစ်လုံးဝယ်တာနဲ့ customer 2000လဲလျှော့ပေးမယ် lucky တော့လည်းလှည့်ရမယ်ကျွန်တော်ဒီနေ့ကနေစပြီးတော့လကုန်တဲ့အထိကိုဖုန်းအစ်စ်တစ်လုံးဝယ်တာနဲ့ customer တစ်လုံး2000လျှော့ပေးမယ်ဗျာနော်လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ဗျကျေးဇူးတင်ပါတယ်